ပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ကလေးတွေမှာ solution တော့ပေါ့နော်တချို့ကလေးတွေအထူးသဖြင့်ဆိုရှင်တစ်နှစ်ကျော်လာပြီဆိုရှင်အစာမစားတော့ပါဘူးရှင်နော်အထူးသဖြင့်ဆိုရင်ကျမတို့ကအသားပေါ့နော်အသားတွေစားမယ်ဆိုရှင်အကုန်ထွေးထုတ်တာတွေပေါ့ဒါအဓိကတော့ဗာလဲဆိုရင်ကျမတို့ကအဟာရဓာတ်ကလည်းကျမတို့ protein ဆိုတဲ့အဟာရဓာတ်ကိုလိုပါတယ်အဲ့လိုတော့ကလေးတွေမှာဆိုရင်တော့ကျမတို့ protein ဓာတ်ကလည်းလိုချင်တယ်ကလေးကလည်းအသားမစားဘူးအကုန်လုံးလည်းထွေးထုတ်တယ်ဒီလိုမျိုးကလေးတွေအတွက်ကတော့ကျမတို့ကြက်ဥနဲ့နှုတ်အစားထိုးရပါမယ်အဲ့တော့ကြက်ဥရဲ့နှုတ်ရဲ့အသားရဲ့မပါဘူးဆိုလို့ရှင်တော့ကျမတို့ကလေးတယောက်မှာ weight တက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးเนาะအဲ့တော့ကျမတို့ရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ function တွေအတွက်လည်းဒီ protein တက်ကအရေးပါတဲ့အတွက်ကြောင့်လို့ကလေးတွေမှာဆိုလို့ရှင်ဒါဆုံးရှုံးမှုတွေပေါ့เนาะဥပမာဆိုလို့ရှင်ကျမတို့ weight မတက်တာမျိုးလို့နောက်ပြီးတော့မှညံရည်မှာအတွက်အလုပ်လုပ်ငန်းတွေနေသွားတာမျိုးဖြစ်တတ်ပါတယ်ရှင်ဒါကြောင့်မို့ဒီလိုကလေးတော့အတွက်ကတော့ကျမတို့ကနှုတ်ဟာဆိုလို့ရှင်မဖြစ်မနေတောက်ရမယ့်အာဟာရဓာတ်ထဲမှာပါပါတယ်နောက်ကျမတို့ကြက်ဥဆိုလို့ရှင်တော့လည်းဆက်ပြီးတော့မှတော့ကြိုးရမှာပေါ့ကြက်ဥကတော့နည်းနည်းစားတက်ပါတယ်အဲ့တော့နှုတ်တော့ကျမတို့ဖြစ်နိုင်လို့ရှိရင်တော့ပေါ့နော်ဥပမာနွားနှုတ်တောက်ပါလား UHT2 နှုတ်တောက်ပါလားเนาะဒါကတော့အသက်အရွယ်ပေါ်မှာမူတည်ပြီးတော့မှရွေးချယ်ပြီးတော့မှသုံးလို့ရပါတယ်အဲ့တော့မိမိတွေအနေနဲ့အစာကြီးများတယ်ဆိုလို့ရှိရင်တော့ကြက်ဥလည်းမဖြစ်မနေကျွေးပေးပါနောက်ပြီးတော့မှနှုတ်လည်းပေါ့နော်အနည်းဆုံး900ကနေပြီးတော့မှ900ဖြစ်အောင်ကျွေးပါလို့တော့အကြံပေးချင်ပါတယ်ရှင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မကောင်းကောင်း